ဇလန်လေးရဲ့စာမှာတော့ရာဇဝင်လူဆိုးကြီးဖြစ်သူဘော်ဘီဖစ်ဆိုတဲ့ဘဲဟာအခုတော့ဖမ်းမိသွားတဲ့အကြောင်းကြေညာနေပါလေအဆိုပါရာဇဝတ်သားဟာ15နှစ်ကြာသည့်ထိလွတ်မြောက်နေခဲ့တာဖြစ်ပြီးအခုတော့ဖမ်းမိခဲ့ပါပြီဘော်ဘီဖစ်ဆိုတဲ့အတန်ကိုကြားရတဲ့ဂျိုးဟာစိတ်ခံစားချက်တွေပြင်းထန်လာတာမို့မေးကြည့်ပါလေတကယ်တော့ဂျိုးအခုလိုဒုက္ခိတဖြစ်အောင်လုပ်ခဲ့တဲ့သူဟာဘော်ဘီဖစ်ပါလွန်ခဲ့တဲ့15နှစ်ကျော်ကာလမှာဂျိုးဟာထောက်လှမ်းရေးတာဝန်နဲ့ဘော်ဘီဖစ်ရဲ့လက်အောက်မှာလုပ်ဝင်ခဲ့ပါလေဒူးစရိုက်မှုတွေရဲ့တရားခံမှာဆိုရဲတက်တွေလည်းရခဲ့ပြီးကမှအတန်ပန်းဆက်ကိုမိသွားခဲ့ပါလေဒါကြောင့်ခြေထောက်ကိုတနက်နဲ့အချက်ပေါင်းများစွာပစ်ခံရတာဖြစ်ပါလေ15နှစ်ကျော်တင်နေတဲ့တွေးကြွေးကိုအခုတော့ဆက်ခွင့်ရပြီမို့ Justice for Joe ဆိုတဲ့ပွဲလေးကိုကျင်းပပါလေဒါပေမဲ့အဲ့ဒီချိန်မှာပဲသတင်းတစ်ပုဒ်ကိုထုတ်လွှင့်ပြီးဘော်ဘီဖစ်ဟာထွက်ပြေးလွတ်မြောက်သွားတဲ့သတင်းမှာဒါကြောင့်ဂျိုးကလည်းဘောင်ချဟောင်းတွေကြောင့်ထအော်ရပါတော့တယ်စတူဘီကတော့ဒါဆိုရင်ဒီပွဲလေးပြီးပြီမို့အင်္ဂါကလေးတွေကိုတွားထင်ရမယ့်အကြောင်းထားပြောပါလေနောက်တရက်မှာတော့ဂျိုးဟာသူ့ရဲ့အထက်လူကြီးစီသွားပြီးဘော်ဘီဖစ်ရဲ့အမှုကိုကင်ဖို့အတွက်ခွင့်တောင်းပါတယ်ဒါပေမဲ့ရဲမှုကြီးကတော့ personal case တွေပါနေတဲ့အတွက်ခွင့်မပြုဘဲတခြားရဲတွေကိုသာပေးလိုက်ပါတယ်စိတ်ပြည့်နေတဲ့ဂျိုးကိုတော့ပီတာတို့ကဝိုင်းစားကြပါတယ်ဂျိုးကိုလည်းဒီအမှုကိုတကူတော့လိုက်ဖို့ပြောပေမဲ့အမေကိုနာခံရမယ့်အကြောင်းသာပြန်ပြောပါတယ်15နှစ်ကျော်ကရန်သူတော်ဟောင်းကိုဖမ်းဖို့ရအတွက်ရဲတယောက်ရဲ့တာဝန်မဟုတ်ပဲယောက်ျားတယောက်ရဲ့တာဝန်ဆိုကပီတာကပြောလာခဲ့ပါတယ်တဘောအလုံးပြောခဲ့တဲ့စကားတွေထဲမှာဒီစကားကအဓိပ္ပာယ်ရှိဆုံးမို့ဂျိုးလည်းလက်ခံလိုက်ပါတော့တယ်ရန်သူတော်ဟောင်းကြီးကိုဖမ်းနိုင်ဖို့အတွက်15နှစ်ကျော်ရှာဖွေခဲ့တဲ့ခွန်းဆက်တွေကိုဂျိုးကရှင်းပြပါတယ်ရှုပ်ရှက်ခန့်နေတဲ့တပ်တွေနဲ့အတူဆက်နွယ်တဲ့သူတွေအားလုံးကိုရှင်းပြပြီးအက်တလန်တစ်မြို့မှာနေတဲ့အဖော်ချွတ်မယ်စီကိုဆက်သွယ်ရမှာပါဘော်ဘီဖစ်နဲ့နီးစပ်ခဲ့တဲ့သူမို့အက်တလန်တစ်မြို့စီကိုတွားဖို့ရအတွက်ပီတာတို့ကိုပါခေါ်ပါတယ်ဒါကြောင့်ပဲနောက်တစ်နေ့မှာတော့အက်တလန်တစ်မြို့စီကိုခရီးဆက်ဖို့ရပီတာတို့ကပြင်နေပြီးဆရာကွက်ကတော့သူ့ရဲ့အကြောင်းလေးကိုအပ်နေပါတယ်သူ့ကြောင့်လေးကိုကောင်းတာရေးချွေးဖို့ကောင်းကောင်းဂယူးဆိုင်ဖို့နဲ့နင်းထက်တန်မိုးရှိရဆိုကလိုရစ်ကိုမှားနေပါတယ်။ကြောင်လို့ခေါ်ရင်လည်းမကြိုက်ပဲဒါကငါရဲ့သမီးဆိုကဆရာကွက်ကအကဲပိုနေပါတော့တယ်။အဲ့ဒီနောက်တော့ဆရာကြီးသုံးကောင်ကလည်းဂျိုးရဲ့ပေါင်ချအတွက်ခီးထွက်ခဲ့ကြပါတယ်။မြို့တွေတစ်မြို့ပြီးတစ်မြို့ကိုဖျက်ဆီးခဲ့ကြပြီးတဲ့နောက်မှာတော့အက်တလန်တစ်စီကိုရောက်လာပါတယ်။တညာလို့ခေါ်တဲ့အကမယ်ကိုရှားမှဖြစ်ပြီးတွေ့ရတဲ့ဘော်ဘီရဲ့အကြောင်းတွေကိုမေးမှာပါ။ကံကောင်းထောင်းမှဆိုပဲတညာနဲ့တွေ့ခဲ့ရပြီးအဲ့ဒီဘက်မှာကျွမ်းကျင်တဲ့ဆရာကွက်ကပဲဘော်ဘီရဲ့အကြောင်းတွေကိုမေးပေးပါတယ်။အမြင်မတင်တော့တဲ့အခန်းတွေမို့ကြော်လိုက်ပါတယ်။အိမ်ကခရစ်ကတော့ကြောင်လေးကိုပွတ်ပေးနေပြီးကြောင်တွေကခွေးတွေထက်ကောင်းတယ်ဆိုကဘရိုင်ယန်ကိုပြောပါတယ်ဘရိုင်ယန်ကလည်းမင်းဟာကဘာတက်တဲ့ရှိလို့လဲဆိုတာကြောင့်ကြောင်တွေဟာဘလို့ပဲပြစ်ချချခြေထောက်နဲ့သာကြားတဲ့အကြောင်းတက်တဲ့ပြပါတယ်ဒီလောက်ကတော့ငါလည်းရပါတယ်ဆိုကဘရိုင်ယန်လည်းစမ်းကြည့်ပြီးဇက်တွေပါကြိုးကုန်ပါတယ်ဆူဆူညံ့ညံ့တန်တွေကြောင့်ဘာတွေဖြစ်နေလဲဆိုကစတူဝီကလာမေးပါတယ်ခရစ်ကတော့ကြောင်တွေဟာကလေးတွေထက်ပိုကောင်းတဲ့တက်တဲ့ရှိတဲ့အကြောင်းပြောလာပြန်ပါတယ်ဒါကြောင့်စတူဝီကလည်းမင်းဟာကဟုတ်လို့လားဆိုကလာငင်းပြန်ပါတယ်စတူဝီအတွက်ကတော့မျက်ရည်နှစ်ဆက်ပါဒီလိုနဲ့ဟိုသုံးကောင်ကလည်းဘော်ဘီရဲ့လိပ်စာအတိုင်းဖောက်ဝင်ကြပြီးအခန်းနှံကိုလိုက်ရှာပါတယ်ပီတာကတော့အခန်းထဲကပစ္စည်းတွေနဲ့ရှောက်ကမြင်နေပြီးပျော်ပါနေတဲ့အချိန်ဂျိုးကတော့ဘော်ဘီကိုမိသွားပါတယ်ဒါပေမဲ့ဆောင်းတဲ့အုတ်ထာကိုခံရပြီးထွက်ပြေးသွားခဲ့ပြန်ပါတယ်အဲ့ဒီဘော်ကနေပဲရန်သူတော်ဟောင်းကြီးကိုခရခဲစဉ်လိုက်ခဲ့ကြပြီးတထိုင်ပြီးတထိုက်ကိုခုန်ကူးကြပါတယ်အရေးအကြောင်းဆိုကမှပီတာစီကိုလိုရစ်စီကဖုံးဝင်လာခဲ့ပြီးဂျိုးကလည်းတန်လန်းကြီးပါတန်လန်းဖြစ်နေတဲ့ဂျိုးကိုမကယ်ပဲလိုရစ်နဲ့အလွမ်းတဲ့နေတာကြောင့်အဆဲခံရပါသေးတယ်ဒီလိုနဲ့ဆက်လိုက်ကြပြီးတိုက်တစ်ဖက်ကိုကျိုးနဲ့ကူးသွားတဲ့ဘော်ဘီကြောင့်တိုင်ပတ်ပါတယ်စပိုင်ဒါမန်ကလည်းအချိန်မီရောက်လာတာမို့ငါတို့ကိုကျိုးနဲ့ခေါ်သွားပေးဖို့ပီတာကပြောပါတယ်ဘာဆောက်ကျေးဇူးရှိလို့လဲဆိုတဲ့စကားနဲ့တည်းအငင်းခံလိုက်ရပြီးဘော်ဘီကလည်းအဝေးစီကိုရောက်သွားခဲ့ပါတယ်ဒါကြောင့်ဂျိုးကလည်းသူ့ကိုတိုက်ပေါ်ကနေပြစ်ချဖို့နဲ့ခြေထောက်နဲ့သာကြမယ်ဆိုရင်အဆင်ပြေတဲ့အကြောင်းပြောပါတယ်ဂျိုးကိုလည်းပြစ်ချလိုက်ကြပြီးဘော်ဘီရဲ့နောက်ကိုလိုက်ခဲ့ပေမဲ့ဘတ်စကားတွေတစ်စီးပြီးတစ်စီးဖြတ်တက်မှုရဲ့အောက်မှာတော့မျက်ခြေပြတ်သွားပြန်ပါတယ်အဲ့ချိန်ဒေသခံရဲတွေကရောက်လာခဲ့ပြီးဂျိုးတို့ကိုဝတ်တရားနှောက်ယှက်မှုနဲ့ဖမ်းဆီးပါတယ်သူတို့သုံးကောင်ကိုပဲဖမ်းထားတာဖြစ်ပြီးဘော်ဘီရဲ့နောက်ကိုလည်းမလိုက်ကြပါဘူးဒါကြောင့်ရဲတွေရဲ့နာမည်ကိုဖတ်ကြည့်တော့အကျင့်ပြတ်ချစားနေတဲ့ရဲတွေမှန်ဂျိုးကလည်းသိလိုက်ရပါတယ်ဒီရဲတွေဟာဘော်ဘီနဲ့တဖွဲ့ရဲသားတွေမို့လွတ်အောင်လုပ်ဖို့ရအတွက်အကြံထုတ်ရပါတော့တယ်လက်ထိုက်တွေကိုတော့ဆရာကွက်ရဲ့ပေါင်မော်ကိုတင်ပေးရပြီးဆရာကွက်ကဖြတ်ပေးပါတယ်မိတွေပါထွက်သည့်ထီကိုဖြတ်တာပါဒီလောက်ဆိုရင်တော့ဆရာကွက်ရဲ့ညီတော်မောင်ကဘလောက်ဆွမ်းလဲဆိုတာကိုသိမှာပါရဲတွေလက်ကနေပြေးလာတဲ့သုံးကောင်လည်းရေကားထဲကစားတစ်စောင်းကိုတွေ့ရပါတယ်စားထဲမှာတော့ဘော်ဘီရဲ့လမ်းကြောင်းတွေကိုရေးထားတာမို့နေဆက်ကိုသွားနေရဆိုတာကိုသိလိုက်ရပါတယ်အိမ်မှာတော့လိုရီရဲ့ရင်ဘတ်ပေါ်ကိုကြောင်တင်နေပြီးအိမ်နေတာမို့ဘရိုင်ယန်ကချောင်းကြည့်နေပါတယ်လူလက်တာနဲ့အချောင်းကိုဖက်ပြီးခွေးဆက်သွားခင်ပါတယ်အဲ့ချိန်လိုရစ်ကလည်းနိုးလာတာမို့အိမ်မက်မက်နေတာပါဆိုကလစ်ပြေးလာရပါတယ်တကယ်ကောင်ပါဒီလိုနဲ့သုံးကောင်သားကလည်းနေဆက်ကိုကြိုသွားကနေဆက်ကနေဖျက်ကျော်မဲ့ဘော်ဘီကိုစောင့်နေကြပါတယ်အချိန်တော်ကြာထိကိုပေါ်မလာတာမို့ရင်တွေကိုတားကစစ်မေးကြပါတယ်ပီတာကဂိတ်ကြီးတွေပါတောင်းနေပြီးလက်ဆောင်တွေပါချရောင်းပါသေးတယ်ဒီလိုနဲ့ပဲဘော်ဘီကိုမိသွားကြပြီးဘော်ဘီကလည်းပြန်လဲခုခံကထွက်ပြေးပါတယ်သူကတော့ရန်သူတော်ဟောင်းကြီးကိုရေဆုံးကုန်းတစ်ဝက်ထိလိုက်ခါပြီးတိုက်ခိုက်ပါတယ်ဒုက္ခိတနဲ့လူဟောင်းတိုက်ခိုက်နေတာမို့ဂျိုးကပဲခံလိုက်ရပြီးဂန်နဲ့ထုတ်ပစ်ခံရပါတော့မယ်ဒါပေမဲ့ဂျိုးရဲ့ဆယ်စုနှစ်ကျော်ရဲလုံတက်ကြောင့်ပဲဘော်ဘီကိုပြန်ခုခံနိုင်သွားပြီးဂန်ကိုလည်းရလိုက်ပါတယ်သူ့ကိုမတက်ဖို့တောင်းပန်နေတဲ့ဘော်ဘီကိုလည်းသူ့အနေနဲ့တက်လဲတက်မှာမဟုတ်ပဲဖမ်းလဲဖမ်းမှာမဟုတ်ပါဘူးဒါပေမဲ့သူခံစားခဲ့ရတဲ့ဒုက္ခိတဘွားကိုပဲပေးမယ်ဆိုက6တွေကိုပဲလှိမ့်ပစ်လိုက်ပါတော့တယ်15နှစ်ကျော်တင်နေတဲ့သွေးကြွေးတွေကိုအလားပါဆုံးဆက်ပြီးမို့ပြန်ဖို့လုပ်နေတော့ဘော်ဘီဟာအသက်မရှိတော့ပါဘူးသွေးထွက်လွန်ပြီးတော့အသက်ပါသွားခဲ့တာမို့မြစ်ထဲကိုသာကန်ချခဲ့လိုက်ပါတော့တယ်ဒါကြောင့်ဂျိုးလည်းသူ့ကိုအသက်နဲ့ရင်းပြီးကူညီခဲ့တဲ့ဘော်ဒါ
တွေကိုကျေးဇူးတင်တဲ့အကြောင်းတစ်ဖောက်ဖောက်ပြောနေခဲ့ပါတယ်ဂျိုးကဘာလို့ဒုက္ခိတဖြစ်သွားလဲဆိုတာကိုသိချင်နေတဲ့လူတွေကလည်းအခုတော့သိသွားမယ်ထင်ပါတယ်ဒီနေရာလေးမှာပဲဇလန်းလေးဟာပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဒေးကွာပါကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးခြင်းပါတယ်။ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရင်ပါတယ်။ပတ်စစ်အင်ကန်ဆိုတာကတော့လှုပ်တွေအများကြီးလုံးနေစရာမလိုပဲအိတ်နေရင်အောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးဟာအချိုးပြပါလိမ့်မယ်။ဘာတွေတင်မလဲဘာတွေ shareလုပ်ပေးမလဲဆိုရင်တော့အဓိကက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကျောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးတွန်း edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုကိုင်တွယ်နည်းတွေကို lifetime plan နဲ့သင်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram username လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားတင်ပါမယ်လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေဆိုရင်တော့10%နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join ဖို့ကူညီပေးမယ်ဆိုရင်တော့30%နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ lifetime ဖြစ်တာမို့ကျောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေ့လာလို့ရမှာပါအဲ့တော့ခုအတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ